အနေလေးကိုတလွာချတယ်ပေါ့နော်တအားကိုမာမာချမ်းချမ်းစပင်းကြီးရဲ့ဒီစပင်းကလေလို့မာမာတောက်တောက်စပင်းကြီးကိုလိမ့်မယ်ဆိုလို့ရှိရင် level 1 minute ကလေးကိုရေဖြော်ထားပါလေဒီ level 1 minute ကလေးတင်းညင်းနဲ့ဒီလိုရေများများနဲ့ဖြော်ထားတယ်ပေါ့နော်စနွယ်စပင်းတို့ကျမကြီးကောင်းတဲ့စပင်းတို့ဆိုရင်တော့ဒါလုံးဝမလိုပါဘူးနော်မာမာချမ်းချမ်းစပင်းကြီးဆိုရင်တော့အဲ့ဒီစပင်းလေးကိုနှစ်တယ်နှစ်ပြီးကြအဲ့ဒီရေလေးကိုပြန်ညှစ်ချတယ်ပြန်ညှစ်ချပြီးလို့ရှိရင်ဒါဆိုလိမ့်မှာပါပေါ့နော်အဲ့ဒါလေးနှစ်လိုက်တဲ့အချိန်မှာဒီစပင်းလေးကလေအီအီလေးဖြစ်သွားတယ်သူအရန် smooth ဖြစ်သွားတယ်ရတယ်လက်ထဲမှာထွတ်မနေတော့ဘူးအဲ့ဒီနေလေးကြတော့မှဒီဟာကိုလိမ့်ပါမယ်လိမ့်စပင်းမျိုးထူလဲထူတယ်မာမာချမ်းချမ်းစပင်းမျိုးကြီးကြလို့ရှိရင်လိမ့်တန် site ကလေးကိုကြည့်ပြီးတော့မှသုံးရပါမယ်ဒါဆိုလို့ရှိရင်တော့ဆေးတုပ်ပါမယ်ဒါဆိုရင်လက်တွေကဆေးလေးတုပ်တယ်ဟိုကောက်မဲ့နေရာကိုဒါတည်တည်ချာချာတုပ်ရမယ်နော်ဆေးတည်တည်ချာချာတုံးမှသူကအလုပ်လုပ်တာဆိုတော့ဆေးကိုဒီချာအောင်တုပ်ရပါမယ်ဆက်ကိုအပားလေးသုံးပါတယ်ဆက်ကိုအပားလေးကိုဒီလိုနှစ်ရွက်ကလေးထပ်ရတာအားရလို့ဒီလိုနှစ်ရွက်ကလေးထပ်ပေါ့နော်သူကဒီလိတ်တဲ့နေရာမှာဒီလိုပြန်လေးလိတ်တာပိုကောင်းတယ်တခါတလေကြာရင်ဒီလိုမျိုးဆက်ကိုတရွက်ထဲနဲ့ဒီလိုမျိုးလုံးပြီးတော့လိတ်လိုက်တယ်ဆိုလို့ရှိရင်သူကမလှအောင်အဲ့ခါကျရင်သူ့ရဲ့လိတ်တာလုံးသွားတယ်ပေါ့နော်အဲ့ခါကျတော့ဆက်ကိုအပားကိုမှနှစ်ရွက်ထပ်ပြီးတော့လိတ်ရတာအားရလို့ရှိရင်ဒီလိုမျိုးလေးနှစ်ရွက်ထပ်ပြီးတော့မှလိတ်ပါဒါဆိုလို့ရှိရင်တော့သူ့ရဲ့လိတ်သားလေးကသူ့ရဲ့ကောက်သားလေးကပုံမှားပါတယ်အဖျားလေးကိုသေချာဝင်အောင်ထည့်မယ်သေချာဝင်အောင်ထည့်မယ်လက်တရားလေးအနှဲငယ်လေးထည့်မယ်ဒါဆိုလို့ရှိရင်တပတ်ပေါ့နော်ဒါဆိုရင်တပတ်ရှိသွားပြီတပတ်စွန်းစွန်းလေးပဲလိမ့်ပါပါဆေးလေးကိုသေချာချာတုပ်ပါမယ်ဟိုလိမ့်မဲ့နေရာအိန္ဒိယလေးကိုပဲသေချာတုပ်ပါမယ်သူ့ရဲ့ဆေးကဘယ်လောက်တောင်ကောင်းတော့ဆိုအခုဒီလိုမျိုးလိမ့်နေတော့လေးမှာလေတွေ့လားပြောင်ပြောင်ပိတ်ပိတ်ကလေးဖြစ်သွားသွားအီရမယ်ဆေးလေးကလေဒီမာကျန်းနေတဲ့သပင်ဆိုလို့ရှိရင်ကိုဒီဆေးတုပ်ဒီလက်ထဲမှာပုတ်လိုက်တာနဲ့ကိုအီထက်ထက်ကလေးအဲ့လေးကိုမှပြန်ပြလေးယူမယ်နော်ဒီပြကြလို့ရှိရင်လိမ့်မယ်လိမ့်တဲ့နေရာမှာဒီအဖျားလုံးကြော်ဝင်လို့မရပါဘူးဒါဆိုရင်တပတ်ကိုတပတ်ဆွန်းလေးပဲဘာဖြစ်လို့လဲဆိုတော့အရန်ထူတယ်ကြမ်းတယ်ဆိုတဲ့သပင်တွေမှာလိပ်ပတ်ရင်များလို့ရှင်ဒူးကြီးများသွားတတ်တယ်ပေါ့နော်အဲ့ဒါဆိုတော့အများကြီးမယူပါဘူးနည်းနည်းဘယ်လိုကျိုးမှရစနွယ်သပင်လေးတွေနဲ့ကျမကြီးကောင်းတဲ့သပင်ဆိုလို့ရှိရင်တော့ level 1 minute ခံစီကလုံးဝမလိုပါဘူးเนาะသူ့မှာပါတဲ့ဒီသပင်ဒီစင်းမှာပါတဲ့အာနိသင်များကိုအရန်ကိုပျော့ပျော့ဖက်ဖက်အာနိသင်ရှိတဲ့အတွက်ကြောင့်မလိုပါဘူးဒီသပင်ကဆေးဆိုးထားတဲ့အတွက်ကြောင့်မာကြမ်းကြီးနဲ့ခေါက်ပဲကြီးကိုင်းလို့မကောင်းဘူးအဲ့ဒီဆန်သားမျိုးမလို့လား level 1 minute ကိုခံပြီးတော့မှဆေးတုပ်တာဖြစ်ပါတယ်အဲ့ဒါဆိုတော့ကိုလိမ့်မဲ့အနေကိုအလွှာကိုအထူပါညီအောင်ချပါတော့အထူပါညီအောင်ချရမယ်စပင်းရဲ့ဒီတလိပ်စာယာထားမှုမှန်ကန်ရမယ်အဲ့ဒါဆိုလို့ရှိရင်ပုံထားတဲ့ကောက်သားလေးတွေကိုရမှာပါဒါဆိုလို့ရှိရင်ဒါ3လိပ်စာပေါ့နော်ယာထားပြီးသွားပြီယာထားပြီးသွားလို့ရှိရင်ဆေးကိုလိမ့်မဲ့နေရာလေးကိုဆေးတည်ချာတုံးမယ်ဆေးကိုတည်ချာတုံးမယ်ကိုလိမ့်မဲ့နေရာလေးပဲဒါဒီကောက်သားလာဖို့အတွက်ဆိုလို့ရှိရင်စပင်းအထူပါချတဲ့ဥစ္စာလက်ညီရမယ်တလိပ်နဲ့တလိပ်စကင်းညီရမယ်ရေဖြန့်ပြီးလဲရတဲ့အလိပ်ဆိုရင်လည်းရေဖြန့်ပြီးတော့ပေါ့နော်ဒါကတော့9နှစ်လိုက်တော့ဒါတခါတည်းလက်စာညီပြီးသားပေါ့ကိုညှက်ထားတဲ့ဒီဂရီတိုင်းကိုလည်းလက်ကိုယူထားရပါမယ်ကို45နဲ့ညှက်ထားဆိုရင်45ပေါ့နော်90နဲ့ညှက်ထားတဲ့ဆိုရင်90ဆေးကိုတည်တည်ချာချာဝင်အောင်တုပ်ပါဆေးကိုနှမျောပြီးတော့တည်တည်ချာချာဝင်အောင်မတုပ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီအလိပ်ကဆေးတခြားမဝင်တဲ့အတွက်ကြောင့်လှပတဲ့ကောက်သားရမှာမဟုတ်ပါဘူးအဲ့ဒါလည်းရေးကြည့်တဲ့အချက်ကလေးပါလိပ်ပတ်ရည်ကကိုကသပင်ပါလားသပင်ထူလားဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှချိန်ပါမကြမ်းသပင်ကြီးတွေဆိုရင်အခုဒီအတွက်ကတော့လိပ်တာ site ကိုအကြီးသုံးပါတယ်စနွယ်စမြင်းလေးတွေဆိုလို့ရှိရင်တော့လိပ်တာ site ကိုအသေးသုံးပါဒီဆေးကဘာဖြစ်လို့လဲဆိုတော့ကြီးပြီးတော့ကိုသုံးတဲ့လိပ်တာ site တက်ကိုပိုကြီးပြီးထွက်ပါတယ်အဲ့ဒါကြောင့်မလို့လိပ်တာ site ကိုလည်းတေချာဂရုတစိုက်ရွေးချယ်ရမယ့်အချက်ကအရေးကြီးဆုံးချက်ပါစံသားနဲ့လိပ်တာအဝင်ခွင်ကြဖြစ်မှသာလင်ပိုးထားတဲ့ကောက်သားလေးတွေရမှာပါ